မင်္ဂလာပါ HMD Pro ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာရိုးရာစားစတစ်ခုဖြစ်တဲ့မရွေးကိုစားပါမယ်မရွေးရဲ့ရစားချွတ်ချွတ်ကလေးနဲ့ချွတ်ချွတ်လေးတော်တော်လေးကိုစားလို့ကောင်းတယ်မရွေးရတကယ်တော့စားလို့ကောင်းတယ်လို့လောက်ရတာတကယ်ခတ်တဲ့မုတ်ထဲမှာပါတယ်မရွေးကိုလုပ်ဖို့အတွက်အရင်ဆုံးကောင်းချင်းကိုပေါင်းရတယ်ပေါင်းပြီးထောင်းရတယ်ထောင်းပြီးရင်လိုချင်တဲ့ကိုစိုက်လိုချင်တဲ့ပုံစံလေးတွေဖြတ်ပြီးတော့နေပူလှမ်းရတယ်ပြီးရင်သဲနဲ့ပြန်လှော်ရတယ်နောက်ဆုံးကြမှာထညက်ရည်နဲ့ပြန်ရောပြီးတော့ဈေးထဲမှာရောင်းတဲ့ဒီလိုမရွေးလေးတွေရတာပေါ့